ကြရင်သမီးနိုင်ငံခြားသွားမယ်နော်မေမေကြီး ငယ်စဉ်တောင်ချီခွေဘဝအရွယ်တော့ငါထင်ချီအားချခဲ့ဖူးတယ်တနေ့တော့ရောက်ရမယ်ခန္ဓာတဲ့နိုင်ငံရဲ့ချာစီစင်တမ်းမြဲမြဲနေနိုင်မှုအတွက်အိမ်မများလဲငါမခဲညော်လေးချက်တစ်ပွေးတစ်ပိုင်းနဲ့ရရကိုကြောခိုင်းပြီးငါဆောင်ခါခဲ့ရှိမှချက်တွေဟာတကယ်ဖြစ်လာမလားငါချီချလာပြီးမှနောက်ဆုံးမရအောင်မိုင်းနိုင်တွေချခဲ့ပြီစိတ်ကူးနဲ့လက်တွေဟာတခြားစီညောမန်းထားတဲ့ဘဝအိမ်မက်တွေ with the way the way ငါခံစားရလာတယ်လေးဖလေးနဲ့ခံငယ်မှာအိမ်ကိုလွန်ခဲ့ရတဲ့နေ့များစွာကြားခဲ့ရတဲ့မျက်ရည်များမိသားစုတမဲဝလေးသာငါလွန်နေ ငယ်စဉ်တောင်ချီခွေဘဝအရွယ်တော့ငါထင်ချီအားချခဲ့ဖူးတယ်တနေ့တော့ရောက်ရမယ်ခန္ဓာတဲ့နိုင်ငံရဲ့ချာစီစင်တမ်းမြဲမြဲနေနိုင်ဖို့အတွက်အိမ်မများလဲငါမခဲညော်လင်းချက်တစ်ပွေးတစ်ပိုင်းနဲ့ရရကိုကြောခိုင်းပြီးငါဆောင်ခွာခဲ့ရှိမှန်းချက်တွေဟာတကယ်ဖြစ်လာမလားငါချီချလာပြီးမှနောက်ဆုံးမရအောင်မိုင်းနိုင်တွေချခဲ့ပြီစိတ်ကူးနဲ့လက်တွေဟာတခြားစီညော်မန်းထားတဲ့ဘဝအိမ်မက်တွေ with the way the way ငါခံစားရလာတယ်လေးဖလေးနဲ့ခံငယ်မှာအိမ်ကိုလွန်ခဲ့ရတဲ့နေ့များစွာချခဲ့ရတဲ့မျက်ရည်များမိသားစုတမဲဝလေးသာငါလွန်နေစိတ်ကူးနဲ့လက်တွေဟာတခြားစီညော်မန်းထားတဲ့ဘဝအိမ်မက်တွေ with the way the way ငါခံစားရလာတယ်လေးဖလေးနဲ့ခံငယ်မှာအိမ်ကိုလွန်ခဲ့ရတဲ့နေ့များစွာကြားခဲ့ရတဲ့မျက်ရည်များမိသားစုတမဲဝလေးသာငါလွန်နေ အိမ်ကိုလွမ်းလာဆိုတော့အိမ်ကိုလွမ်းနေအိမ်ကိုမပြန်ဖြစ်တာဒီနေ့အပါဝင်ဆိုရင်6နှစ်ထဲမှာရောက်နေပြီပေါ့နော်လူတွေတော်တော်များများနိုင်ငံခြားမှာအလုပ်လုပ်နေရကိုလာစားကောင်းနေခွင့်ရများတယ်ဘဝတိုးတက်မယ်လို့ထင်ကြတာပေါ့နော်ဒါပေမဲ့အဲ့ဒီအပြုံးတွေရဲ့နောက်မှာဘယ်သူမှမမြင်နိုင်တဲ့လွမ်းစွတ်တာတွေတိတ်တိတ်လေးငိုခရရညတွေအိမ်ကိုပြန်ချင်တဲ့စိတ်တွေအများကြီးရှိနေတတ်တယ် တနေ့လုံးပင်ပန်းအောင်အလုံးလုပ်ပြီးတော့ကိုယ်အခန်းထဲကိုပြန်ရောက်တဲ့အချိန်မှာ
အိမ်ကလူတွေရဲ့တန်ကိုကြားချင်တယ်။သူတစ်ဖြစ်အဖေရဲ့ဟင်းချက်နဲ့ကိုတတိရတယ်။ဒီအဖေရဲ့အားပေးစကားတွေပြီးတော့မိုးရွာတဲ့နေ့တိုင်းမှာရတဲ့အမြင်တင်တဲ့လေးတွေလွမ်းတယ်။တချို့ညတွေမှာဆိုရင်အိမ်ကိုဖုန်းခေါ်တဲ့အချိန်မှာဆိုဒီကောင်းလားဆိုတဲ့စကားတော့ဖုန်းကြားရမယ်ရေဝင်လာတယ်။အိမ်ပြန်ချင်လိုက်တာဆိုတဲ့စကားကိုပြောချင်မိမယ်ပေါ့နော်။အိမ်ကလူတွေစိတ်ပူတော့မှဆိုလို့အဆင်ပြေပါတယ်လို့ပဲပြင်ဖြေရတဲ့နေ့လည်းရှိတယ်။စိတ်နဲ့ပဲပြင်းပြင်းပြန်ရတဲ့အိမ်ကဟိုအဝေးမှာရှိနေပြီမဲ့နှလုံးသားတော့အိမ်မှာပဲကြံနေခဲ့ပေါ့နော်။တချို့အိမ်မက်တွေကဖြစ်သွားတဲ့အချိန်မှာဘာအောင်ဆုံးရှုံးခဲ့ရလဲဆိုတာသိလာ